တခါတလေကို့အမြဲတမ်းစောင့်ကြည့်နေတဲ့အရာတစ်ခုကို့အနီးနားဝန်းကျင်မှာရှိနေရလို့ခံစားရမှုလားပုံရိပ်ရောင်တွေကတကယ်တမ်းတော့အပြင်မှာမရှိဘူးဆိုပေမဲ့ရှိနေကြတယ်ဆိုရင် Ladies and gentlemen ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ broken portal okay ဆိုတော့ဒီ master တချို့ရှိမယ်ထုံးစံတိုင်းတစ်တာခုတ်ရမယ်ဒါတော့ထုံးစံမယ်နော်တော့ကျွန်တော်တို့အဲ့ဒီရွှေတုံး33ရလိုက်တယ်ပေါ့နော်အဲ့ဒီရွှေတုံး33ကိုကျွန်တော်အကျိုးရှိစွာအသုံးချရမယ်နော် pick up okay as roll လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့တစ်တာကိုမြင်ခုတ်လို့ရမယ်တော့ guide board လည်းပါတယ်ပေါ့နော်ဒီအတုံးကဒါဘာမော့လဲဆိုတော့ဒါ horror mode ပဲပေါ့နော် horror mode မှာကျွန်တော် the one who was ပါခင်ဗျားသိမယ်လို့ထင်ပါတယ် the one who was ညာပြောမယ် Java က original creator နဲ့ကျွန်တော်တို့ Baroga studio တခုနဲ့ collab လုပ်ပြီးတော့ထွက်လာတဲ့အတုံးဖြစ်ပါတယ် marketplace မှာကျွန်တော်ဝယ်ပြီးတော့ဆော့လို့ရပါတယ်ကျွန်တော်ကတော့ Telegram တခု channel တခုကနေကျွန်တော်ဂုံးဆင်းထားတာပေါ့နော် okay ကျွန်တော်ရဲ့ Telegram channel မှာလည်းကျွန်တော်ပြန်ပြီးတော့ဒီအတုံးတင်ပြီးသွားမှာဖြစ်ပါတယ်ကျွန်တော် Telegram channel ကိုတော့ကျွန်တော် description မှာကျွန်တော် link ထည့်ပေးရပါတယ်အဲ့ဒီကနေပြီးတော့ဝင်ပြီးတော့ join လို့ရပါတယ်ဒါရထုံးစံနိုင်မယ်ဗျာကျွန်တော်တို့ visit ပဲပေါ့နော်ဒါတော့အထက်မပြောတော့ဘူးကျွန်တော် stone tool တွေလုပ်တယ်ပြီးတော့တလိဆန်နေနဲ့တတ်တယ်โอเคသုံးမွေးသုံးလုံးရပြီဆိုတော့ကျွန်တော်တို့ green လုပ်တယ်ပေါ့နော် green လုပ်တယ်ပြီးတော့ကျွန်တော်မီးတုပ်လေးတွေယူမယ်ပြီးတော့ cave လေးပါလေးနည်းနည်းဝင်မယ်ပေါ့ဗျာဘယ်လက်မှကင်မှုမီးတုပ်လေးလုပ်အောင်မယ်โอเค iron ingot တစ်ခုရတော့ကျွန်တော်ရှီးလုပ်လိုက်တယ်โอเคဒီတော့ကျွန်တော်လောလောဆယ် base တစ်ခုစောက်ဖို့အတွက်ကျွန်တော်တစ်သားနည်းနည်းခုတ်ရအောင်မယ်ပေါ့နော်တစ်သားခုတ်ဖို့လိုတယ် whoa what is this bro ထင်လားဒီအတော့မှာပါတဲ့ structure လားမသိဒါမှမဟုတ် player outpost လားမဟုတ်ဘူး player outpost မဟုတ်ပါတော့တဲလို့ပုံစံမျိုးရသလားဒီမှာ show လိုက်နော်တဲလို့ပုံစံမျိုးကိုမှကျွန်တော်တို့မိုက်တွေစောက်ထားတာနော်ချစ်စရာလေးထဲမှာဘာရှိမလဲ okay ဆိုတော့ chat တွေဝင်ကြည့်လိုက်တဲ့တက္ကလာ okay day 43ပြီးတော့ကျွန်တော် copy ဝတ်လဲရတယ်ထဲမှာရောဘာမှမရှိဘူး okay ဆိုတော့စာအုပ်ကိုနည်းနည်းဖတ်ကြည့်အောင်ပါရေးထားမယ်အထဲမှာဘယ်နေရာကြည့်ရင်ငါသူ့မျက်လုံးတွေကိုပဲမြင်နေရတယ်တဲ့ငါရမ်းကြောက်တဲ့အတွက်ကြောင့်ငါအိုင်းနေတော့မှဖြော့တော့ရတယ်ဗောနော်ဟာကုညီကြပါ okay ဘာပဲဖြစ်ဖြစ်ပါဒီလိုမှန်းတင်ကြတယ်မလုပ်ခဲ့ပါဘူးသူ့မွေးလည်းကြိုက်နေဗောနော်ဒီနားမှာဒီကောင်ရှိနေနိုင်ရှိတော့မရှိနေနိုင်ဘူးနော် the one who was ကကျွန်တော်ဒီလိုတော့ကြည့်ဦးတယ်အဲ့ဒီ Java play ရဆိုတော့ကျွန်တော်တွေ့ဘူးတော့နော်ဒီညဒီမှာပဲအိတ်လိုက်တော့မယ်ကဲအခုလောလောဆယ်အထိတော့ဘယ်သူမှလာတော့ဒုက္ခမပေးသေးဘူးနော်အဲ့ဒီတော့ကျွန်တော် base ဆောက်ဖို့အတွက်ကျွန်တော်တစ်သားလေးနည်းနည်းထပ်ခုတ်လိုက်အောင်ပါဗျာဒီကောင်ကပြောမယ်ဆိုရင်စောင့်ကြည့်နေရပါတော့ကျွန်တော်အမြဲတမ်းစောင့်ကြည့်နေကျွန်တော်မတွေးတာလေဖြစ်ကောင်ဖြစ်နိုင်နေပြီးတော့ဒီနေရာလေးကမစိုးဘူးတော့ပြောရမယ်ဗျာဘယ်လိုပြောမလဲအဲ့လိုမျိုးမြေပြန့်ဒေတာလေးဆိုကျွန်တော်လည်းနည်းနည်းကြိုက်တယ်ပေါ့နော်ဒီလိုနေရာလေးမှာအိမ်ဆောက်တာသဘောကျတယ်ဒါပေမဲ့အိမ်ကတော့တိတ်အရေးမကြီးပါဘူးကျွန်တော်တို့ကအဓိကအဖြစ်လောက်ပဲစောင့်ပါပေါ့နော်ကျွန်တော် survive လုပ်နိုင်ရုံလောက်ပဲလုံခြုံနဲ့အထဲမှာနေနိုင်ရုံလောက်ပဲကျွန်တော်တို့ရိုးရှင်းလေးပဲစောင့်လိုက်မယ်ပေါ့နော်ဒီ၄တောင်းကြလေးပေါ့နော်ဒါနဲ့ဟိုတနေ့ကရှေ့ဗီဒီယိုမှာပြောရလို့ကျွန်တော် hype deal နဲ့ဒီ game နဲ့ဆိုခင်ဗျားတို့ဘယ် game ကိုပိုသဘောကျကျွန်တော်ကတော့မစော့ဘူးပေါ့နော်ကျွန်တော်မှာဖုန်းပဲရှိတာဆိုတော့ okay ဒီမှာ spawn point search ချမယ်ပြီးရင်တော့ကျွန်တော်မိုင်းသွားတူးမယ် okay ကျွန်တော်ကမစော့ဘူးသေးဘူးကျွန်တော်ထွေလာတွေသူများ gameplay တော့ကျွန်တော်ကြည့်ဘူးလေပေါ့နော်သူက mobile ပေါ်လေလာမယ်တော့ပြောတယ်ဒါပေမဲ့ကျွန်တော်ကတော့ဘယ်လိုပြောမလဲကျွန်တော် classic file ကိုကြိုက်တာဆိုတော့ကျွန်တော်ကတော့ Minecraft ကိုပို့ပြီးတော့သဘောကျတယ်ကျွန်တော် Minecraft ရှိနေသေးရတော့မပူနေကျွန်တော် Minecraft content တွေလုံးနေဦးမှာပေါ့နော်ကျွန်တော်အသက်ရှင်နေသေးတဲ့ oh shoot oh ရောင် block တွေချမရတော့အဖတ်နှစ်ခုရတယ်ဗာလေးလေ darkness အဖတ်နဲ့ဒီဘက်ကငါတို့ ocean monument ကိုသွားရင်ရှားတဲ့အဖတ်မျိုးပေါ့နော်ဒီကသူက block တွေပါချမရတော့ဟေ့ရောက်မြူဟိုဒီလိုမျိုးဟာဝင်လာမလားဝင်တော့ဝင်လာတယ်နော်လော်ဒီကချမရအောင်ငါပိတ်လို့မရအောင်နော်ဒုက္ခပဲဝင်လာတော့အောက်ကျိုးနေ oh shoot ရှင်းဝိုင်းနေတယ်နော်ရှင်းဝိုင်းစမိုင်းအောင်
အိုး cave တွေ့ပြီရောဒီမိုင်းရောဒီကြောက်ဆက်ပန်းဆိုရည်ကြောက်ဆက်ပန်းဆိုရည်တွေ့ပြီဆိုအောက်မှာကျွန်တော်တို့iron လေးပါတွေ့မယ်ပေါ့နော် iron သွားရှာလိုက်အောင် iron ဒီရသလောက်လေးတော့ကျွန်တော်ယူခဲ့တယ်ဟဲ့ဟိုဘက်မှာဘာလေးလဲဘာလေးလဲဒါဘာလေးလေဒါဘာလေးလေ what that ယောချက်တော့ရချက်ချရဘယ်လိုဖြစ်ရောက်လဲနော်ပေါ်ပြန်လစ်တော့မယ်တော်ပြီမိုင်းလုံးထဲမှာလေအကောင်ရှိနေရဆိုတဲ့သဘောလားခြေရတွေ့တာဆိုလေပေါ်ပဲလစ်တာကောင်းမယ်ဒါပေမဲ့တက်လာတာချင်းနေတိတ်မကောင်းကွာညဘက်ကြီးဖြစ်နေတိတ်စင်ပြေမနေဘူးလောက်ရလားโอ้ยလာခံနေဘလော့ကဲဟမ်ဟိုပလစီ nope no ပါနေငါ့လာရှူရတယ်နော်ဒေကြီးတွေးမှတွေးတော့လေဒေကြီးပါလားဟာရှူလာရှိလားတော်သေးဟာပျောက်သွားပြီတော့ဒီကောင်ငါ့ကိုငါရှိနေတီးတော့တီးနေပြီဗောတလားငါတိတ်တော့မလားတော့စငါတို့ဒီအိမ်ကိုမြင်စောင့်မိုက်ရတော့ငါတို့အကာအကွယ်လိုအပ်တယ်သိရမလားတခုဆိုရင်ဝင်ပြေးလို့ရအဲရောက်ယူရှင်းမဲ့ကျွန်တော်တို့အောက်ကတစ်တာဂျန်ငင်းနဲ့ဘေးကကပ်စတုံးနဲ့ဒီဘေးမှာမီးဖို့တစ်ခုထားမယ်ပြီးရင်တော့ဒီမှာအသားလေးမီးဖုတ်လို့ရပါဗျာဒီမှာမီးသွေးမကုန်တော့လေကင်ပတ်တွေတော့မစပွိုင်းနေတယ်ဒီကတေချာတော့မသိဘူးကျွန်တော်လေ the one who was ခင်ဗျားတို့စောကြည့်ပြီးလိုက်တာမသိဘူးနော်ဒီအပေါ်မှာလည်းဒီလိုပဲပေါ့နော်ကျွန်တော်တစ်တာအခင်းလေးနဲ့ဗျာဒီလိုနှစ်ခတ်လိုပုံစံမျိုးပေါ်လေးကိုကျွန်တော်တို့လေကားလေးနဲ့တက်ပြီးကြည့်လို့ရတယ်ပေါ့နော်ဒီဘေးကဘာရတော့မဟုတ်ဒီတိုင်းပဲလေပို့ပြီးကြည့်ကောင်းအောင်၄တောင်အတုံးချက်ဆိုင်ဒီလိုဘေးလေးကအဲ့လိုမျိုးရန်လေးလောက်လိုက်ဇွန်ဘီကပေါ်တာအိုးမောင်လာပြန်ပြီလို့နေပါအောင်လို့တဲတယ်ငါဒီညတော့ short ဆိုင်တော့မှတူတယ်ငါအိမ်ထဲမှာနေရကောင်းမလားမသိဒုက္ခတော့အချိန်ကြီးလည်းမသိရသေးဘူးเนาะအချိန်ကြီးမသိရဒီကောင်ကဘယ်လိုနေထားရှိမလဲ damage ဘယ်လောက်ရှိမလဲအဲ့ဒါလေကျွန်တော်မသိရသေးဘူးအဲ့တော့ဒီကောင်ကခတ်မှန်ရခတ်တယ် Holy moly bro တွေ့လားအမှန်တွေ့လားကြောက်ရတယ်မင်းကလား EB ကငါအပေါင်းထားကိုစိုးနေရတဲ့ yellow ball ထောက်ဒီကောင်ကလာကြည့်သွားလိုက်ပျောက်သွားလိုက်ပါနော်ဟုတ်တယ်ဒါနဲ့ဆိုရင်၄កောက်ရှိပေါ့နော်တွေ့တာမြောက်ဝါထင်တွေ့တာကျွန်တော်တို့နှစ်ခေါက်ပဲရှိသေးတယ်ဘယ်ရောက်သွားလဲမသိ Where are you မတွေ့တော့ပြန်နော်ခေါင်းလို့ပဲကြီးပျောက်သွားလားငါကြောက်လားမင်းကဘာဟောဟမ်ကြောက်မအိုး Hi တော့မီးတော့လေးအောက်ပြချကြည့်အောင်ကိုယ်တောင်းလာခရီးပါဟာအဲ့ဒါလေးပဲနေနော်လာနေနော်အဲ့ဒါလေးပဲဟေးလာတောက်တူးနေလာပြီ no